ချန်ပီယံကြီးဂျိုရှွာဘန်ကိုတန်စကာတွေကနေအောက်လီတိုက်လိုက်တဲ့မာနီကက်အားလုံးပဲမင်္ဂလာပါချန်ပီယံတွေအတွက်ချန်ပီယံမှကြိုးဆိုလိုက်ရပါတယ်လီယံမြန်ကြီးမိုးပေါ်ပြန်ဂျိုရှွာဘန်ကချန်ပီယံဆိုတဲ့အတိုင်း UFC ကမ္ဘာချန်ပီယံဖြစ်တာရက်သက်တစ်ပတ်ပဲရှိသေးတယ်ဆိုပေမဲ့ချန်ပီယံကြီးကတော့ငေးပါအေးအောင်အောက်လီတိုက်ခံလိုက်ရပြန်ပါပြီဒီချန်ပီယံခပတ်ကြီးယူထားတာဗန်အတွက်အောက်လီတိုက်ခံမှုတတ်မဟုတ်ဖေဒေါ်ခွေတွေကိုစောသေးလို့အကြောပေးတာမျိုးလည်းမဟုတ်ဖေကြိုက်တဲ့ကောင်လားအကြောတရားကင်းမဲ့တဲ့ဂျိုရှွာဘန်ကတော့ဒါဆိုလို့ရောသမမှုသိရင်မှုရမှာပဲဆိုတဲ့အထာကိုအရင်ကတန်စကာတွေမှာပြောထားပြီးသားပါယာကူဇာရီဆာကူရာရီပြည်ကဖာလူဒါလိုကောင်းတွေကိုလည်းဗန်ကအနေထိုင်မတက်ရင်နေတတ်ရင်ကျေနပ်စရာဆိုတာမျိုးဖြစ်အောင်ပညာပေးခန့်ရှိလာအောင်ပါဒါပေမဲ့လူရဝင်ကျင်လာတဲ့ဘဲလေးတပွေကလည်းရှိလာပါရီအိုစီယမန်တို့ရထားတဲ့လက်ရှိချန်ပီယံစူပါစတာလေးဗန်ကိုမကြောက်မလန့်နဲ့ဒီနေ့မှာပဲတန်စကာတွေကနေသွားပြီးအောက်လီသွားတိုက်လိုက်တာပါမာနီကက်ဗန်ကိုပြောခဲ့တဲ့စကားတွေကဗန်ကိုဒိုက်ပါဝေပေးဖို့မင်းပပကြီးလာပြီမင်းကငါးနေရာကိုယူထားတဲ့ကောင်စာချုပ်မှာသာလက်မှတ်ထိုးလိုက်ကြိုက်တဲ့နေရာထိုးလို့ရတယ်မင်းရဲ့မြို့ဟူစတန်မှာလေငါကဒူးပြန်နဲ့အနိုင်ယူပြထားတာမင်းစီကငါခပတ်ကိုငါပြန်ယူဖို့လာပြီအသင့်သာပြင်ထားတော့ဗန်ကြီးငါကအကောင်းဆုံးဖိုက်တာပဲဆိုပြီးလက်ရှိချန်ပီယံဂျိုရှွာဘန်ကိုဒီနေ့မှာပဲစိန်ခေါ်ပြီးအောက်လီတိုက်သွားခဲ့တာပါဘရန်ဒန်ရိုင်ဘယ်လိုကစားသမားကိုတကွက်ကောင်းနဲ့ဂျက်ကောင်းထိအောင်ထိုးပြီးပထမအချိန်မှာပဲအနိုင်ရသွားတာလန့်ကျင်စရာလို့ထင်ကြပေမယ့်ဗန်အတွက်တော့အဲ့လိုမျိုးထင်မှာတော့မဟုတ်ပါဘူးသူထက်ဆရာကြတဲ့ flyweight တန်းရဲ့ GOAT ဆိုတဲ့ပန်တိုဂျာကိုတော့လက်ကျိုးအောင်လုပ်ပြခဲ့လို့ဗန်ပြောတဲ့အကြောက်တရားကင်းမဲ့တဲ့သူဆိုတာအလကားအားရပြီးမွေးငါစားကျင်လို့နာမည်ပေးကင်မွန်းတက်ထားတာမဟုတ်ပါဘူးမာနီကက်ဆိုတဲ့ fighter က UFC ပြိုင်ပွဲတစ်ခုထဲမှာပန်တိုဂျာမူကာရက်တို့ကိုပါရှုံးခဲ့တဲ့အရှုံးရလက်အပြင်ရှုံးပွဲ3ပွဲထိရှိထားပြီးနိုင်ပွဲ9ပွဲထိရှိထားတာတွေ့ရပါတယ်ဒါအပြင်ဗန်ရဲ့ပြိုင်ပွဲဟောင်းတွေဖြစ်ကြတဲ့ဇူမာဂူလော့ဘရူနိုဆေးဝါနဲ့ဘရန်ဒန်ရိုင်ဘယ်တို့ကိုပါ TKO နဲ့အနိုင်ယူပြထားတာတွေကိုတော့မိထားလို့မရပါဘူးဗန်ကတော့အကယ်လို့ပွဲသာဖြစ်ခဲ့ရင်မာနီကက်ကိုစတန်ဖိုက်မှာပဲပညာကန်းပြိုင်ရဖို့ရှိနေပြီးပါဝါပြင်းလက်သီးတွေကိုတော့တတိထားရမှာဖြစ်ပါတယ်ဘောက်ဆင်စကီးမှာလေလက်သီးထွက်နှုံမြန်တဲ့ဟာခါသားလေးဟာအမတ်ယူရတဲ့ကောင်းလေးပြီးခြေထွက်လက်ထွက်ကတော့မာနီကက်အနေနဲ့အချီပြည့်ဆိုရင်ခံရမယ့်အကွက်မျိုးပါမာနီကက်ကလည်းကောင်တာဖန့်ချ်တွေအပြင်ညာလက်သီးကလည်းဗန်အတွက်အထူးသတိထားရမယ့်အကွက်ဖြစ်လို့အဝေးမတော်ရင်သပင်ကြောတာတော့အတီးခံရမယ့်ပုံစံမျိုးပါဗန်လိုတက်လူမျိုးဆိုတာဘတ်တူရင်လူမရွေတဲ့ဖိုက်တာမျိုးဖြစ်လို့ကျွန်တော်တို့မြန်မာပရိသတ်တွေကတော့ကိုယ်နိုင်ငံဘွားတိုင်းရင်းသားဖိုက်တာလေးပေါ်ထားတဲ့ယုံကြည်မှုကတော့100%အပြည့်ပါပဲပွဲမထူရလို့အရန်ပြေးနေတဲ့ချန်ပီယံကြီးဂျိုရှွာဘန်ကတော့လာမယ့်နှစ်အစောပိုင်းမှာပဲမာနီကက်နဲ့ပထမဆုံးခပတ်ကာကွယ်ပွဲပြင်ရဖို့ရှိနေတဲ့အတွက်အစင်သင်းဖြစ်နေမှာတေးကြသလိုအောက်လီတိုက်ထားတဲ့မာနီကက်ကိုဒိုင်ဘာလေးဝစ်ပေးပြီးတငယ်ပြန်ချင်အောင်ထိုးပြသွားမှတေးကြပါလိဒါကြောင့်စကားကြိုရင်ပြန်နှုတ်လို့မရဘူးဆိုတာမာနီကက်ကိုချန်ပီယံအစစ်မှန်ဆိုတာဘာလဲသက်သေပြဖို့ဂျိုရှွာဘန်ကတော့အခုတည်းကအစင်သင်းဖြစ်နေပြီလို့ပြောလို့ရပါလိပရိသတ်တွေကရောဗန်အနေနဲ့မာနီကက်ကိုဘယ်လိုပြူဟာရီနဲ့အနိုင်ယူသွားမလဲနောက်ပြီးချန်ပီယံအစစ်မှန်ဆိုတာဗန်အနေနဲ့ဟိတ်တာတွေကိုဘယ်လိုမျိုးသက်သေပြနိုင်မလဲဆိုတာစောင့်ကြည့်ခြင်းစရာကောင်းနေပြီလေဖြစ်ပါလိအားလုံးကိုကျေးဇူးတင်ပါတယ်